မင်းကလေးတယောက်ပရင်တာဆက်ပေါ်အရှိန်ပြင်းပြင်းနဲ့ထိုင်ချပြီးစတင်ဂလုတ်ကိုနှိပ်လိုက်တဲ့အခါနောက်တစ်စက္ကန့်မှာပဲပရင်တာမှန်ချက်ကြီးဝုန်းကနေကွဲအပ်သွားပြီးသူမရဲ့ခန္ဓာကိုယ်ပါအထဲကိုကုန်းကုန်းကွက်ကွက်ကြီးညှက်မိသွားပါတယ်ဒုတိယဆိုတော့မင်းကလေးလည်းလက်ချသွားပြီးပြပြကလေးရုံးကန်မိရာကနေဒုတိယအလွန်မှန်ချက်ကိုပါထပ်မံဖိချေမိသလိုဖြစ်သွားပါတယ်အခြေအနေမဟန်တော့မှန်သိလိုက်ရတဲ့သူမဟာအញ្ញံဆုံးပဲဖုံးထုတ်ပြီးကယ်ဆယ်ရေးစီဖုံးဆက်လိုက်ရပါတော့တယ်မကြခင်မှာပဲရဲရရှိတယောက်ရောက်ရှိလာပြီးဒီလိုထူးထူးဆန်းဆန်းညီဝင်းကြောင့်ဆုံသွားရပါတယ်သူကမင်းကလေးကိုအပြင်ကိုဆွဲထုတ်ဖို့စူးစမ်းကြည့်ပေမဲ့နည်းနည်းလေးအားဆိုင်လိုက်တာနဲ့မင်းကလေးကနာကျင်လို့အော်ဟစ်ပါတော့တယ်မှန်စတွေကအသားကိုထုံးမိမှဆိုတဲ့အတွက်ဆွဆွဲထုတ်ရင်ပိုပြီးအန္တရာယ်များသွားနိုင်ပါတယ်ဒါကြောင့်ရဲရရှိကနီလန်ပြောင်းပြီးမင်းကလေးရဲ့ခြေထောက်ကိုမောက်ကအောက်ခြေချင်းတွေကိုစစ်ဆေးပါတယ်ပြီးနောက်ကတ်ထူပြတစ်ခုကိုအမြန်ခောက်ပြီးပရင်တာရဲ့ချွန်ထက်တဲ့အစုံတွေကြားထဲညှက်ထက်ကမှန်စတွေထပ်မချစ်မိအောင်အကာအကွယ်လုပ်ပေးလိုက်ပါတယ်အကာအကွယ်တေချာလုပ်ပြီးတဲ့နောက်မှာတော့ရဲရရှိကမင်းကလေးရဲ့ခါကိုအသားရပွေးချပြီးပရင်တာထဲကနေဘေးကင်းကင်းနဲ့ကဲထုတ်ပေးနိုင်ခဲ့ပါတယ်ဘေးအန္တရာယ်ကလွတ်မြောက်သွားတဲ့မင်းကလေးကတော့ရဲရရှိကိုကျေးဇူးတင်လို့မလွတ်တမ်းဖတ်ထားပါတော့တယ်ရဲရရှိကသူ့ရဲ့နာမည်ကပ်ပြားကိုပေးပြီးထွက်ခွာသွားတဲ့အခါမင်းကလေးကတော့ထွက်ခွာသွားတဲ့ရဲရရှိရဲ့ကြောပြင်ကိုကြည့်ပြီးအတိတ်ပဲပါပြုံးကျန်ရိတ်ခဲ့ပါတော့တယ်ဒီဗီဒီယိုလေးကိုကြည့်ပြီးအသက်မဆန်းကြဖို့အကြံပေးချင်ပါတယ်